အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ shopping ထွက်လို့အရန်ကောင်းတဲ့ KL လေးစိတ်နာက Mystery Outlet ပေါက်ကိုခေါ်သွားမှာဖြစ်ပါတယ်။သူကလေးစိတ်နဲ့တမတ်တောင်နဲ့မတ်တိုင်လောက်ပဲဝေးတာဖြစ်ပြီးတော့မှလေးစိတ်ကနေဒီကို free bus လုပ်ပေးထားတယ်ပေါ့နော်။အဲ့အတွက်ကြောင့် KL Airport မှာအချင်းကြဆက်ရောက်ပြီးတော့မှ shopping ချစ်သူတွေအတွက်အရန်ကိုအဆင်ပြေတဲ့နေရာတစ်ခုပါ။ဒီမှာဆိုသူက brand တွေလည်းတော်တော်စုံတယ် Cross MLB Guess Coach MK Color Cafe Sakura Polo Converse Adidas New Balance စသဖြင့်ပေါ့နော် brand ပေါင်းမြောက်များစွာရှိပါတယ်။ကျွန်မကတော့ဒီကိုပိုလိုလာဝယ်တာဖြစ်တဲ့အတွက်ကြောင့်မလို့သူက retail ဆိုင်နေရှင်းမယ်ဆိုလို့ရှိရင် retail ကတစ်ထည်ကို850ဆိုလို့ရှိရင်ဒီမှာ900 650လောက်နဲ့100 200လောက်တော့တက်တာနိုင်တယ်ပေါ့နော်တဆိုင်နဲ့တဆိုင် discount ချထားပေးတာ promotion ပေးတာကတော့မတူဘူးပေါ့နော်တချို့ကျတော့လည်းတစ်ထည်ကိုဘယ်လောက်ဆိုပြီးရောင်းနေတချို့ကျတော့လည်းနှစ်ထည်ဝယ်ရဆိုလို့ရှိရင်ထပ်ပေါင်းနေနဲ့30% discount ထည့်ရမှာမျိုးတော့ငါးထည်ဝယ်လို့ရှိရင်အားလုံးကို50% နဲ့ပေးတာမျိုးတော့အဲ့လိုမျိုးရှိတယ်ပေါ့နော်စားတောက်ဆိုင်ကတော့ဖူကောက်နဲ့စားတောက်ဆိုင်တချို့ရှိရနေတော့ sushi ကီးမာစားခဲ့အသိအရတာမတွေ့ဘူးပေါ့နော်ဒါကတော့ကျမတို့ရဲ့ဥတီချက်ပိုလိုရှက်ကလေးဝယ်နေတာဖြစ်ပါတယ်ပြီးရင်ချစ်သူကလည်းသူကလည်းစကူးမှာရှက် T-shirt လေးနည်းနည်းပပကြည့်ခဲ့တယ်ပေါ့နော်သူကဘဝန်းကဝလို့ပုံစံမျိုးဆိုတော့အရင်ကိုတန်တယ်ပြီးရင်တချို့ဒီ item တွေကိုလည်း promotion area မှာခင်းချင်းပြသပေးထားတဲ့အတွက်ကြောင့်မလို့လုံးဝဈေးချွတ်ချွတ်နဲ့ရနိုင်တယ်ပေါ့နော်အဲ့တော့ shopping ချစ်သူများအတွက်လည်းအဆင်ပြေမဲ့နေရာလေးတစ်ခုဖြစ်ပါစေလို့မျှော်လင့်ပါတယ်ရှင့်မလေးရှားနဲ့ပတ်သက်ပြီးတော့နောက်ထပ်ဗီဒီယိုအများကြီးတင်ပေးသွားမှာမို့နိုင် channel လေးကို like and follow လုပ်ထားပေးကြပါအောင်နော်ကြည့်ရှုပေးသူများအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်တက်တာပါ